ငငယ်တော့ပေါ့နော်ဟင်္ဒရာမြို့နယ်တံမီတိုက်နယ်နွယ်ကူရွာမှာကျွန်တော်ကမွေးတယ်ဒါပေမဲ့ကျွန်တော်ကအရန်ဂီတာဝါသနာအရန်ပါခဲ့တယ်ပေါ့ကျွန်တော်ငငယ်တည်းကကျွန်တော်စနစ်စကူတက်တယ်ကျွန်တော်အကိုရဲ့ဂီတာတီးရင်ကျွန်တော်ဘေးနားမှာကြည့်ပြီးတော့ကျွန်တော်အတူယူတယ်ပေါ့နောက်ပိုင်းကျွန်တော်နှုတ်စီပါလေကိုရီးယားနေပါပြပြီးတော့အခါဒိုရမီဖာဆိုလာဒီတိုတော့ကျွန်တော်ကောင်းကောင်းလေးအဲ့ဒါလေးလုပ်ရတဲ့ခါကျတော့ကျွန်တော်နောက်ပိုင်းဂီတာကိုအဲ့လိုမျိုးနှုတ်ဆက်မဆန်းခင်မှာကျွန်တော်ပတ်တလားလေးနဲ့ကျွန်တော်ကိုယ့်ဘာကိုအဖေကိုကျွန်တော်ဝါလေးသွားခုတ်ခိုင်းပြီးတော့အတန်လေးကိုယ့်ဘာကိုညှိပြီးတော့အတန်အလုံး height တို့အထိဆိုအလုံး8တန်ပါနော်8တန်ကိုအဲ့ချင်းတော့ကျွန်တော်ရှိမှခစ်စားတာကိုစိုင်းနေဆိုင်တဲ့ချင်းတွေပါခစ်စားကျွန်တော်အဲ့ဒါလေးနဲ့ရှောက်ကစားတော့သူများတွေကကျွန်တော်ဟာဒီလိုမျိုးတော့တီးတတ်တယ်ပေါ့ဘယ်သူမှလည်းမသိဘူးဘာညာပေါ့ဒါပေမဲ့ကျွန်တော်အဲ့အနေတစင်စပြီးတော့ကျွန်တော်ဖျားเจ้าမှာစနစ်စကူတွေမှာကျွန်တော်ဂီတာအသီးကိုသွားပြီးတော့လေ့လာတယ်ပေါ့နော်အမြဲအပတ်တိုင်းလည်းကျွန်တော်အမြဲတမ်းတီးပြတယ်အဲ့ဒီကနေမှတစင်ကျွန်တော်3တန်း4တန်းလောက်ရောက်လာတဲ့အချိန်မှာအနီးနားတစ်ဝိုက်ကကျွန်တော်ကိုနည်းနည်းပါသိကြရပေါ့အဲ့အချိန်မှာကျွန်တော်ကကိုယ့်ဘာအကိုရဲ့သင်ကြားမှုနဲ့အတူနောက်ကျွန်တော်အဲ့ဖျားเจ้าကကိုယ့်ထက်တီးတဲ့ကိုယ့်ထက်သဘာရင်းတဲ့လူတွေကိုကျွန်တော်လေ့လာပြီးတော့ကျွန်တော်ပထမတော့ rhythm စတီးတယ်ပြီးတော့ rhythm နေတဆင့် rhythm နဲ့ bass နဲ့ပေါင်းပြီးတီးတာပေါ့အဲကနေတဆင့်ကျွန်တော်နောက်ပြီး melody တွေထည့်တီးလာတယ်ဂီတာတစ်လုံးနဲ့အဲ့လိုမျိုးဂီတာ3လက်တန်ဖြစ်အောင်ကျွန်တော်အဲ့လိုမျိုးစပြီးတီးတော့သူများတွေကကျွန်တော်နေပါသိလာကြတာပေါ့နော်သဘောကျကြတာပေါ့အဲ့ကနေတဆင့်ကျွန်တော်တို့ရွာနားမှာရှိတဲ့ဒုံမင်းဦးအောင်တန်းဆိုတာရှိတယ်သူကနေပြီးတော့သူကဒုံမင်းလိုက်တီးသူအဲ့မှလည်းသူကတော်တော်နာမည်ကြီးတယ်ဒုံမင်းလိုက်တီးနေသူနားတဲ့အချိန်မှာကျွန်တော်အဲ့လိုမျိုးတီးမလားပေါ့တချင်းဆိုတီးမယ်အဲ့လိုမျိုးဆိုတာကျွန်တော်အဲ့ဒါဆိုတော့ကျွန်တော်လည်းဝါသနာပါတယ်ပေါ့အဲ့ဒါနဲ့သူနဲ့လိုက်တယ်သူနဲ့လိုက်တာအခောက်ပေါင်းတော့တော်တော်လေးများတယ်ဒါပေမဲ့သူကနောက်ပိုင်းကျွန်တော်အဲ့မျိုးတီးကဆိုပြီးတော့မဟုတ်ဘူးလေးပြီးတော့ကျွန်တော်လည်းပြောတာပေါ့အဲ့တော့တညကို30ရ30ရဆိုတော့ပြောတာပေါ့ကလေးဆိုတော့ပြောကျွန်တော်ဦးလေးတယောက်ကဂီတာထမ်းပြီးတော့လိုက်ပို့တယ်ကျွန်တော်ဂီတာကောင်းကောင်းမနိုင်ဘူးအဲ့ကနေပြီးမှကျွန်တော်အဲ့မှာဒမ်ဘီတင်မှာတက်တီးတယ်ပြီးတော့ဟင်္ဒရာမြို့မှာလည်းကျွန်တော်တက်တီးတယ်ပြီးတော့နောက်ပိုင်းကျွန်တော်အဲ့လောက်ဂီတာဝါသနာပါတာဒီရန်ကုန်မှာကျွန်တော်အမရှိတယ်ကျွန်တော်အမအသိတော့စိတ်မကောင်းသူပြိုးထောင်ပေးမယ်ဆိုပြီးတော့ကျွန်တော်သူ9တန်းနှစ်မှာကျွန်တော်ဒီမှာရန်ကုန်မှာကျောင်းနေခွင့်ရတယ်ရန်ကုန်မှာကျောင်းနေရင်းနဲ့ကျွန်တော်အမဒီ YC ကိုရောက်လာတာပေါ့နော်ဒီ MYC ဆိုတဲ့ဖျားကျောင်းမှာဂီတာသင်တန်းတွေပါတယ်ပြီးတယ်ဆိုပြီးတော့ကျွန်တော်အမလာတက်မယ်ဆိုပြီးတော့ကျွန်တော်လာတက်တော့အမဆရာစုပ်ဘက်မှုနဲ့တွေ့တယ်ကျွန်တော်ပထမတော့ဆရာစုပ်ဘက်မှုမှမသိဘူးဒါစုပ်ဘက်မှုအတူပဲနေမှာဒါမှမဟုတ်စုပ်ဘက်မှုက2ယောက်ရှိလားမသိဘူးကျွန်တော်တွေ့တဲ့ကျွန်တော်ကြားဘူးတဲ့စုပ်ဘက်မှုလက်တံဒါမျိုးမဟုတ်ဘူးသူကအရန်ဟိုပါဖြစ်နေဒါပေမဲ့ကျွန်တော်နောက်တော့သူ့ကိုမေးကြည့်တယ်ကိုကန်စာတချင်းတွေမှာတီးတာလွှမ်းမှုတချင်းတွေမှာတီးတာအဲ့ကိုစုပ်ဘက်မှုဆိုတာအကူလားဆိုတော့သူကဟုတ်တာပေါ့တဲ့သူပဲသူတယောက်တည်းရှိတယ်ပေါ့အဲ့နဲ့ကျွန်တော် sorry ပဲဗျာကျွန်တော်အကူနဲ့အရန်တွေ့နေတာလို့ကျွန်တော်အကူနောက်စုပ်ဘက်မှုတယောက်ထင်တာလို့သူကအဲ့နဲ့သူနဲ့ကျွန်တော်အဲ့လိုမျိုးပေါ့ကျွန်တော်တီးပြတက်တယ်လည်းတီးပြသူကအဲ့မှာကျွန်တော်အရန်သဘောကျပြီးတော့သူနဲ့အတူတွဲတီးဖို့ပေါ့နော်သူ့မှာလည်းတပည့်တွေအများကြီးရှိတဲ့ကြားတွေကသူကျွန်တော်ကိုပို့ပြီးတော့ဦးစားပေးခဲ့တယ်ပေါ့နော်တေချာလေးသင်ပေးတယ်နောက်တော့သူနဲ့ဆိုအတူသူကဒီမှာနံပါတ်4လာဖြစ်တဲ့အခါကျတော့အိမ်ပြန်လို့မရဘူးဆိုတော့ကျွန်တော်ကဒီမှာပဲဖះเจ้าမှာသူနဲ့အတူဂီတာတီးအဲ့လိုမျိုးကျွန်တော်လည်းကြောင်းပိတ်တဲ့အချိန်မှာသူနဲ့အဲ့လိုမျိုးတီးနဲ့သူနဲ့စတွေ့ခဲ့တာပေါ့နော်ကျွန်တော်အဲ့လိုကျွန်တော်ဆရာစုပ်ဘက်မှုနဲ့အတူဂီတာတွေကျင့်တယ် YC ဖះเจ้าကြီးမှာအတူနေတယ်ပေါ့နော်အဲ့အချိန်မှာ तू ကကိုစိုးလွတ်နေရဲ့မာနမျက်နှာစီးလို့ तू တီးနေတယ်ပေါ့အဲ့မာနမျက်နှာဆိုတဲ့တက်တဲ့ဆောင်းမှာ तू ဆိုလိုလိုင်းကိုအဲ့ကျွန်တော်တီးခိုင်းမယ်ပေါ့ကျွန်တော်အဲ့ဒါနဲ့တော်တော်လေးအံ့ဩပါတယ် तू တီးပြီးသားကြီးကိုကျွန်တော်တီးခိုင်းတယ်ဆိုတော့ဒါပေမဲ့ဘာဖြစ်ပြောကျွန်တော်ကြိုးစားပြီးတော့တီးမယ်လို့ तू ကလည်းပြောတယ်ဘာမှမပူနဲ့တဲ့အကယ်၍ဂျူဒီတွေအများကြီးကုန်လဲ तू ပြဿနာမရှိဘူးပေါ့အဲ့ဒါနဲ့ကျွန်တော်ဆိုလို16ဘာပေါ့နော်ဆို16ဘာကိုကျွန်တော်တီးရ9နာရီ6နာရီလောက်ကြာပါတယ်ကိုစွတ်လွင်လင်းလို့ကလည်းကျွန်တော်အားလုံးသဘောကျတယ်ပေါ့လေအဲ့လိုမျိုးအဲ့နဲ့အဲ့အခွေလေးထွက်သွားတဲ့အခါကျတော့ပြိသက်ကလည်းကျွန်တော်နေပါတော့သိလာတယ်ပေါ့နော်နောက်တော့ကျွန်တော်တို့အခု
Iron Cross ရဲ့ manager ဖြစ်တဲ့ဒေါက်တာကိုကိုလင်းသူနဲ့လည်းကျွန်တော်စပြီးတော့ကျွန်တော်ရင်းနှီးခဲ့ရတာပေါ့နော်ကိုကိုတို့အိမ်ကိုကျွန်တော်သွားရင်းနဲ့ကိုနဲ့ရင်းနှီးတယ်အဲ့အနေတစ်စင်းကိုစန်းချိုလင်းရယ်ကျွန်တော်ရယ်ကျွန်တော်ဆရာစိုးဝမှုရယ်ပြီးတော့ကိုခမောင်တန့်ရယ်အဲ့မှာကိုကmanager ပေါ့နော်အဲ့အချိန်မှာသူက manager စလုပ်တယ်အဲ့မှာကျွန်တော်တို့ symphony ဆိုပြီးတော့ TY ကိုနာမည်ပေးပြီးတော့တီးတယ်အမှန်တိုင်းပြောရမယ်ဆိုရင်ကျွန်တော်ကိုတို့ကလည်းကျွန်တော်တင်ပေးပါရှိပါတယ်ပြီးတော့ကိုစန်းချွန်လင်းဆိုရင်သူ့အိမ်မှာသူတေချာလေး notes ခေါ်ပြီးတော့ကျွန်တော်တင်ပေးတယ်ဒါသူတို့ကျေးဇူးတွေကျွန်တော်မှအများကြီးရှိပါတယ်အဲ့ကနေပြီးတော့အကြောင်းမျိုးကြောင့်ပေါ့နော်ဆရာဆုပ်ဘက်မှုကနေဥဆောင်ပြီးတော့ဆရာဆုပ်ဘက်မှုကကျွန်တော်လည်းနောက်တော့ကိုခရန် drum ပြီးတော့ကိုခမောင်တန် bass နဲ့နောက်တော့ကိုပညာက keyboard အဲ့မှာကိုကပဲ manager ဖြစ်သူကဆက်လက်ပြီးတော့စတင်ခဲ့ကြတယ်ပေါ့နော်နာမည်ကိုတော့ဆရာဆုပ်ဘက်မှုကနေ Iron Cross ဆိုပြီးတော့နာမည်ပေးပြီးတော့ကျွန်တော်ဒီနေ့အထိအောင်ကျွန်တော်ဖြတ်တန်းခဲ့တယ်စတူစလောက်တာတော့97 December မမရရပေါ့25ရက်နေ့ခရစ်စမတ်နေ့မှာကျွန်တော်စတူဒီယိုစလောက်ဖြစ်တယ်ပြီးတော့ဆက်ပစ္စည်းတွေရဆိုရင်ဒီမှာလုပ်နေတဲ့ပစ္စည်းတွေဆိုရင်ဒီကဖားအဆင့်မိပါပဲအခုဆိုရင်ကျွန်တော်15နှစ်ပြည့်သွားပြီပေါ့နော်ကျွန်တော်အားပေးနေတဲ့ပြည်သက်ကြီးကိုကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်9တန်း10တန်းကျောင်းသားဘဝတွေကပေါ့အဲ church မှာ church UM မှာတကယ်တီးရအဲ့လိုတီးရနဲ့ကျွန်တော်10တန်းကျောင်းသားဘဝလောက်မှာအဲညမတမ TV ပါစပေါ်ကစားအပျော်တန်းတီးတာပေါ့တကယ်ချင်းနေအဲတီးရနဲ့တဖြည်းဖြည်းနဲ့ဒီ section လောကတွေကိုရောက်လာအဲ section လောကတွေမှာကျွန်တော်အဲ့တော့လှိပဲတီးတာဒီနဲ့နောက်ဆုံးကြတော့ခရမ်းတို့နဲ့သွားတွေ့ပြီးတော့ဓာတ်ဆိုတော့ဖွဲ့နေအဲ့မှာ piece စတီးရတာအဲ့နဲ့ session ဘဝမှာတော်တော်နှစ်ပေါင်းများစွာကျင်လည်ခဲ့ပြီဝိုင်းပေါင်းများစွာကျင်လည်ခဲ့ပြီးမှနောက်ဆုံးမှာကိုဘမှုတို့နဲ့တွေ့ပြီးတော့ဒီ IC ဆိုပြီးတော့ဒီခက်ဖြစ်သွားတယ်ကျွန်တော်အခုတီးတာတဲ့နှစ်ကကြာလာပြီနောက်ပိုင်းလဲကြာရှင် music တွေလုပ်တော့မယ်ဆိုဒီ technology ကလည်းဘာလို့မပြီးဘူးဆိုတော့နောက်ပိုင်းကျွန်တော်ဒီဘက်ကိုပို့ပြီးတော့အာရုံစိုက်ပြီးလေ့လာဖြစ်တယ်ကျွန်တော် drum စတီးဖြစ်တာဆိုတော့ကျွန်တော်ကျောင်းသားဘဝတုန်းကဘန်ကီယာတွေပဲအရင်စိတ်ဝင်စားကျွန်တော်ကဘန်ကီယာတင်တန်းမှာလူငယ်သေးတော့ drum တီးလို့မရသေးဘူးဒါကကျွန်တော် flute ပုတ်လို့ flute ကနေပြီးအဲ့လိုပဲတင်တန်းဘန်ကီယာတင်တန်းမှာကျွန်တော်3-4နှစ်တော့တင်တန်းတက်ခဲ့အဲ့အနေပဲကျွန်တော်ငွေချင်းနေတဲ့ဟိုအပျော်သားကျွန်တော်ရက်ွက်ဝိုင်းမှာတင်ကြွတွေစောင်းနေအဲ့လိုလူတီးတဲ့အဲ့နဲ့တငယ်တယောက်ဆိုတော့ကျွန်တော်ရဲ့တိုနီဂျိုတယ်တငယ်နဲ့တွေ့ပြီးတော့ကျွန်တော်တို့အပျော်သား DAF ဆိုပြီးတော့အဲ့ဒီ DY လေးဖွဲ့ပြီးကျွန်တော်တို့အပျော်သားအဲ့လိုလှုပ်လာရင်လည်းဒီလိုပဲ20ပြည့်တာအပျော်သားကျွန်တော်ရက်ွက်ဝိုင်းမှာတင်ကြွတွေစောင်းနေအဲ့လိုလူတီးတဲ့အဲ့နဲ့တငယ်တယောက်ဆိုတော့ကျွန်တော်ရဲ့တိုနီဂျိုတယ်တကယ်နဲ့တွေ့ပြီးတော့ကျွန်တော်တို့အပျော်တန်း DAF ဆိုပြီးတော့အဲဒီ DY လေးဖွဲ့ပြီးကျွန်တော်တို့အပျော်တန်းအဲ့လိုလှုပ်လာရင်လည်းဒီလိုပဲ20ပြည့်တာနောက်မှတဖြည်းဖြည်းကျွန်တော်ဒီ professional အဆင့်ကိုရောက်လာတာ Iron Cross ကိုပြန်ပြီးဖွဲ့တဲ့အခါကျမှကျွန်တော်ဒီလူနဲ့ပဲပြန်ပြီးတော့ဖွဲ့ပြကြတာโอเคကျွန်တော်တို့ရဲ့ Iron Cross DY ရလည်းအခု15နှစ်ပြည့်ပါပြီခင်ဗျာကျွန်တော်လည်းလှုပ်ရှားလာတဲ့သူဂီတတတာအဲ့ဒါကြောင့်ကျွန်တော်တို့ကလည်းကျွန်တော်တို့တစ်ဖွဲ့လုံးကလည်းအားလုံးကတယောက်နဲ့တယောက်တိုင်မြင်နဲ့ဒီလိုတယောက်နဲ့ဒီလိုလှုပ်လာကြတာကျွန်တော်စီးလုံးနဲ့လှုပ်လာကြလို့ကျွန်တော်တို့ဒီ15နှစ်တက်တောင်ကျွန်တော်ရောက်ခဲ့ပါပြီအခုကျွန်တော်တို့လည်း15နှစ်တက်တောင်ကိုလည်းကျွန်တော်တို့အခုကျွန်တော်တို့ကိုလွေရနဲ့ပဲပြန်စီစဉ်ပြီးတော့ကျွန်တော်တို့အားပေးနေတဲ့ Icro ပိတ်သက်ကြီးကိုကျွန်တော်တို့အထူးပဲကျေးဇူးတင်ပါတယ်နောက်လည်းကျွန်တော်တို့ရှေ့လျှောက်ပြီးတော့အကောင်းဆုံးဖြစ်အောင်ကျွန်တော်တို့ကြိုးစားပြီးတော့ကျွန်တော်တို့တင်ဆက်မဲ့အစီအစဉ်တွေကိုလည်းကျွန်တော်တို့အစီအစဉ်တွေရှိပါတယ်အဲတော့ကျွန်တော်ပြည်သက်ယူလည်းကျေးဇူးအရန်တင်ပါတယ်ခင်ဗျာကျွန်တော်စနေရောက်စတီးဖြစ်တော့၄နှစ်သားအရွယ်အစရွယ်တီးဖြစ်ပါတယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်အဖေကြောင့်လည်းတီးဖြစ်တယ်လို့ပြောလို့ရပါတယ်ကျွန်တော်ဖေကကျွန်တော်ကိုဒီစနေရပညာရက်ကို
စတင်ကြားပေးခဲ့ပါတယ်ကျွန်တော်ဒီအသက်၄နှစ်သားလောက်မှာစပြီးတော့မြန်မာတချင်းကနေနဲ့စပြီးတော့တင်ကြားရင်းဖြစ်ပါတယ်ကျွန်တော်အဖေကိုကြောက်လို့တာကျွန်တော်တီးရတာပါကျွန်တော်သိပြီးတော့အဲ့ချိန်တော့ကလေးဆိုတော့ဘဝသားလည်းမပါလာပါဘူးအဲ့တော့အဲ့ဒါတစားနဲ့ကျွန်တော်ဖေကအသက်6နှစ်သားမှာဒီမြန်မာအတန်ကိုတွားပြီးတော့ကျွန်တော်အတွက်သူ့လက်တန်လက်စွန်းပြအခန်းကဏ္ဍကနေပြီးတော့ဒီတကူတော့ဖြောပြီးတင်ဆက်ဖို့အတွက်လည်းသူစပြီးတော့ကြိုးပမ်းပြီးဒီဥစ္စာလည်းအကောင့်တွေပေါ်အတွက်သူပဲဆောင်ရွက်ပေးခဲ့တာပါ player တယောက်အနေနဲ့တီးပြခဲ့တာပါကျွန်တော်တို့ဒီဂီတအဖွဲ့သားပေါ့ဗျာကျွန်တော်ဘန် player တွေအားလုံးကတော့ကျွန်တော်သဘောထားမြင်ပြောရမယ်ဆိုတော့တို့ကဒီဂီတလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ဒီဟိုအသေးသေးလေးရတယ်ပေါ့ဒီအကြီးအထိတို့ကကျွန်တော်တို့အချင်းချင်းတိုင်ပင်နေအတူဆုံးဖြတ်တယ်ပြီးတော့ဆောင်ရွက်တယ်လုပ်တယ်ပေါ့ဗျာအချုပ်ပြောရင်အဲ့ဒါကိုလည်းကျွန်တော်တို့သဘောကျပါတယ်ကျွန်တော်တို့ဘက်ကလည်းဒီပြည့်တဲ့ပေါ်အကောင်းဆုံးဖြစ်အောင်ပေးဆက်မယ်လို့ကျွန်တော်တို့ကဆုံးဖြတ်ထားပါတယ်